တူရီချမိတ်ဆွေများအားလုံးမင်္ဂလာပါတူရီရွှေတောင် channel မှာကြိုဆိုပါရစေတူရီရွှေတောင် channel မှာ12ရက်2လ2026မနက်12နာရီ1မိနစ်မှာထွက်ရှိမယ်တူရီတကွက်ကောင်စိုက်ကလေးကိုစတင်ပြီးပြပေးပါမယ်မိတ်ဆွေများအနေနဲ့ကျွန်တော်ရဲ့ channel လေးကိုလည်းကြိုက်နေတဲ့ဆိုရင်အားပေးတဲ့အနေနဲ့ like and subscribe လေးလုပ်ပေးခဲ့ကြပါလို့လည်းမေတ္တာရက်ခံကြပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဒါဆိုရင်ကျွန်တော်တို့မနက်ဖြန်12ရက်2လ2026 12နာရီ1မိနစ်မှာထွက်ရှိမယ်တူရီပေါကနန်းလေးကိုစတင်ပြီးပြသပေးပါတော့မယ်ကျွန်တော်တို့အနေနဲ့ဒီ3ညရဲ့ပေါင်းရင်ဒီနှလုံးပေါင်းရင်3ညပါ3ညရဲ့ပေါင်းတော့3ညပါ3ညရဲ့ဒီ4ရဲ့ပေါင်းရင်4ပါဒါကြောင့်မို့ကျွန်တော်တို့ဒီ3လုံးပေါင်းခြင်းက4ရဲ့ပါဝါ9ဒီ4 9ကကျွန်တော်တို့ဒီမှာ4 9ဆိုပြီးထွက်ပါတယ်เนาะကျွန်တော်တို့ဒီမှာ4 9ဆိုပြီးထွက်ပါတယ်နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့နောက်တစ်ဆိုင်ဟာဒီ8က6ရဲ့ပေါင်းရင်4ပါ8ရဲ့6ရဲ့ပေါင်းတော့4ရဲ့1ရဲ့ပေါင်းတော့5ဒီမှာ5ပါ5ကိုပါဝါခံလိုက်တော့3ည5 3ညဒီ5 3ညကကျွန်တော်တို့ဒီမှာ5 3ညဆိုပြီးတော့ထွက်ပေးပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့2ရက်12လ2ရက်12လ12ရက်2လ2026 12နာရီ1မိနစ်မှာထွက်ရှိမဲ့ပေါကနန်းလေးကဒီနှစ်ကဒီ1ရက်ပေါင်းလို့ရှိရင်3ပါ2ရက်1ရက်ပေါင်းရင်3ရက်4ရက်ပေါင်းလို့ရှိရင်ခွန်ပါဒီ3လုံးပေါင်းခြင်းကခွန်ပါဒီမှာခွန်ကိုပါဝါခံလိုက်တော့နှစ်ပါခွန်နဲ့ဒီခွန်နဲ့ကကျွန်တော်တို့ဒါဆိုလို့ရှိရင်သူ့ရဲ့ပုံစံတိုင်းပဲเนาะဒီမှာလာမလားเนาะဒါဆိုလို့ရှိရင်တော့မိတ်ဆွေများအနေနဲ့ဟလာ12ရက်2လ2026မနက်ပိုင်း12နာရီ1မိနစ်မှာထွက်ရှိမဲ့ကဏ္ဍလေးကတော့82ပဲဖြစ်ပါတယ်ထိုးကွက်အနေနဲ့က82ပဲဖြစ်ပါတယ်မိတ်ဆွေများအနေနဲ့ကျွန်တော်ရဲ့တူရီ channel လေးကိုကြိုက်နေတဲ့ဆိုရင်အမြဲကြည့်လို့ရအောင် like and subscribe လေးလုပ်ပေးထားခဲ့ကြပါလို့မေတ္တာရက်ခံကြပါတယ်အခုတခါကျွန်တော်ရဲ့တူရီချမိတ်ဆွေများကိုပြပေးမှာကတော့ပရိတ်လိုက်ပဲဖြစ်ပါတယ်12ရက်2လ2026မနက်12နာရီ1မိနစ်မှာထွက်ရှိမယ်ပရိတ်လေးပဲဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ကဒီမှာ3ညပါဒီ3ညရဲ့ဒီ3ရက်ပေါင်းရင်3ပါ3ညရဲ့3ရက်ပေါင်းရင်3ဒီ3ညောင်ကျွန်တော်တို့ကဒီမှာ3ပရိတ်ပါเนาะ
ဒီနှလုံးပေါင်း၄၉က3ကလေးပါဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ8ကဒီ1ရပေါင်းရင်9ပါဒီ9ကြောင့်ကျွန်တော်တို့ကဒီမှာ6ရ3ရ9ကလေးပါဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ6ရ9ရပေါင်းလို့ရှိရင်5ပါဒီ6ရ9ရပေါင်းရင်5ဒါကြောင့်မို့ကျွန်တော်တို့ကဒီမှာ5ပရိတ်5 3ညဆိုပြီး5ပရိတ်ထွက်ပါတယ်နောက်တစ်ခါကျွန်တော်တို့ကဒီမှာ4ဒီမှာ4ရ2ရပေါင်းရင်6ပါ4ရ2ရပေါင်းရင်6ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီမှာ4ရ2ရဆိုပြီးတော့ပုံစံတူမိတ်တူပုံစံတူမိတ်တူ6ပရိတ်ဆိုပြီးလာထွက်သွားပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီကနေ့7နာရီ10မိနစ်မှာထွက်ရှိမဲ့ဒူရီပေါင်းနှန်းလေးကဒီမှာ3ညပါဒီမှာ1ပါ3ညရဲ့1ရပေါင်းတော့1ပါအဲ့ဒီမှာကျွန်တော်တို့ကတစ်ခုပြောစရာရှိတာကဒီမှာ4နှစ်ဆိုပြီးထွက်ပါတယ်4နှစ်ကို4နှစ်ဆိုပြီးပြန်ရင်ထားတဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီမှာ1ပရိတ်အနေနဲ့3ည1ဆိုပြီးတော့ပြန်ရိုက်မလား1ပရိတ်ရွေးရိုက်မလားဟုတ်လားအဲ့တော့ဒီလိုပဲပုံစံတူမိတ်တူ4နှစ်ကို4နှစ်ဆိုပြီးရိုက်မလား3ည1ကို3ည1ဆိုပြီးရိုက်မလားဒါမှမဟုတ်စောစောကကျွန်တော်တို့ပြခဲ့တဲ့4နှစ်ကို4နှစ်ဆိုပြီးရိုက်သလို3ည1ကို3ည1ဆိုပြီးပြန်ရိုက်မလားဒါမှမဟုတ်အခြားသောကဏ္ဍနဲ့1ပရိတ်များထွက်မလားဆိုတာ4နှစ်ကို4နှစ်ဆိုပြီးရိုက်များအနေနဲ့3ည1ကို3ည1ဆိုပြီးပြန်ရိုက်မလားဒါမှမဟုတ်အခြားသောကဏ္ဍနဲ့1ပရိတ်များထွက်မလားဆိုတာမိတ်ဆွေများအနေနဲ့သုံးသပ်ကြည့်ကြပါ1ပရိတ်ပါ1ပရိတ်ပါနောက်တစ်ခါကျွန်တော်ရဲ့ဒူရီချစ်မိတ်ဆွေများကိုတင်ပြပေးချင်တာကတော့တကွက်ထဲဆိုင်ဖြစ်ပါတယ်ဒီတကွက်ထဲဆိုင်ကဘယ်လိုလာလဲဆိုတော့မိတ်ဆွေများဖြစ်နိုင်မဖြစ်နိုင်ဆိုတာကိုမိတ်ဆွေများရဲ့ကံတရားပေါ်မှာမူတည်ပါတယ်ဒူရီချစ်မိတ်ဆွေများကိုတင်ပြပေးချင်တာကတော့အားလုံးကံကောင်းကြပါစေလို့လည်းကျွန်တော်တကွက်ထဲဆိုင်ဖြစ်ပါတယ် channel ကဒီတကွက်ထဲဆိုင်ကဒါဆိုလို့ရှိရင်ဆိုတော့ကြည့်လိုက်ကြရအောင်မိတ်ဆွေများဖြစ်နိုင်မဖြစ်နိုင်ဆိုတာကိုမိတ်ဆွေများရဲ့ကံတရားပေါ်မှာမူတည်ပါတယ်အားလုံးကံကောင်းကြပါစေလို့လည်းကျွန်တော်ဒူရီရွှေတောင် channel ကဒါဆိုလို့ရှိရင်ကျွန်တော်တို့ဆုတောင်းပေးပါတယ်နှစ်ပင်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကြည့်လိုက်ကြရအောင်ဒီမှာစီနီယံကဏ္ဍ၄ခုဆိုပြီးထွက်ပေးထားပါတယ်5ရယ်9ရယ်ဆိုပြီး5 9ပြီးတော့တစ်ချိန်နှစ်ချိန်သုံးချိန်မြောက်မှာ၄ခုဆိုပြီးထွက်ပေးထားပါတယ်
ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်မြောက်မှာဒီကဏ္ဍကစီနီယံကဏ္ဍ၄ကိုဆိုပြီးထွက်ပေးထားပါတယ်၅ထက်ငယ်တာက၄ပါ၄ထက်ငယ်တာက3ပါပို့ပြီးတော့ဒါဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ထိုးဝက်အနေနဲ့3ကြိမ်မြောက်မှာ4 9ဆိုပြီးထွက်ပေးထားပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကတစ်ကြိမ်နှစ်ကြိမ်3ကြိမ်မြောက်မှာဒီကဏ္ဍက3 9ပါ5ထက်ငယ်တာက4ပါ4ထက်ငယ်တာက3ပါ5ထက်ငယ်တာကကျွန်တော်တို့အနေနဲ့ထိုးဝက်အနေနဲ့ငယ်တာက3ပါဒါကြောင့်မို့ကျွန်တော်တို့ကထိုးဝက်ကို3ဝက်အနေနဲ့တင်ပြခြင်းဖြစ်ပါတယ်မိတ်ဆွေများအနေနဲ့ကြိုက်နှစ်သက်မှယူ3ပါ3ကြိုက်လို့ရှိရင်လည်းကျွန်တော်ရဲ့ channel လေးကိုကြော်သွားလို့ရပါတယ်ကျွန်တော်အနေနဲ့မိတ်ဆွေများကို5ထက်ငယ်တာကအကောင်းဆုံးတင်ပြထားခြင်းဖြစ်ပါတယ်4ထက်ငယ်တာက3ပါဒါကြောင့်မို့ကျွန်တော်တို့ကထိုးဝက်ကိုအနေနဲ့3ဝက်အနေနဲ့ကျွန်တော်ရဲ့တင်ပြခြင်းဖြစ်ပါတယ် channel လေးကိုမိတ်ဆွေများအနေနဲ့ကြိုက်နှစ်သက်မှယူ3ပါကြည့်လို့ရအောင်မကြိုက်လို့ရှိရင်လည်း subscribe လုပ်ပေးထားခဲ့ကြပါ channel လေးကိုကြော်သွားလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်မိတ်ဆွေများကိုမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေ။ကောင်းခြင်းတွေနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းပေးပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။မိတ်ဆွေများအနေနဲ့ကျွန်တော်ရဲ့ဒူဒီရွှေရတောင် channel လေးကိုအမြဲကြည့်လို့ရအောင် like and subscribe လေးလုပ်ပေးထားခဲ့ကြပါအားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေကံကောင်းခြင်းတွေနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းပေးပါတယ်အားလုံးကျေးဇူးတင်ပါတယ်